လူကြီးတစ်ယောက်ရဲ့အနံဟာကလေးတစ်ယောက်ရဲ့အသက်ကိုခြိမ်းခြောက်နိုင်ပါတယ်။ဒါဆိုလို့ရှိရင်ကလေးကိုချစ်လို့နမ်းတာဘာဖြစ်မှာလဲဆိုပြီးတော့မိကုန်းထုတ်စရာရှိပါတယ်။မိမိရဲ့အိမ်ကိုဧည့်သည်တွေလာတဲ့အခါတိုင်းမှာဆိုရင်ကိုယ့်ရဲ့ကလေးကိုချစ်စရာလေးဆိုပြီးတော့နမ်းပူးကြတာမျိုးအားလုံးကြုံမှုကြမှာပါ။အားလုံးပဲမင်္ဂလာပါ။ကျွန်မတော့ကလေးတစ်ခုဆရာဝန်ဒေါက်တာလင်းဖြစ်ပါတယ်။ကလေးကျန်းမာရေးဗဟုသုတတွေကိုဒီ Happy Kids Page ကနေပြီးတော့မှမျှဝေပေးလျက်ရှိပါတယ်။ဘာကြောင့်မို့ကလေးစီမှာအန္တရာယ်ရှိတာလဲဆိုလို့ရှိရင်ဒီလူကြီးတစ်ယောက်ကကလေးတစ်ယောက်စီကိုအဲ့လိုမျိုးနမ်းလိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ herpes simplex virus လို့ခေါ်တဲ့ရောဂါပိုးဟာရေယုံပိုးလို့ခေါ်တယ်။ဒီဟာကဆိုလို့ရှိရင်ကလေးစီကိုကူးစက်သွားနိုင်ပါတယ်။လူကြီးတွေမှာဒီရောဂါလက္ခဏာပိုးကကိုယ်ခံအားကောင်းနေတဲ့အတွက်ကြောင့်မို့လို့ဘာလက္ခဏာမှမပြဘဲနဲ့ဒီရောဂါပိုးကခန္ဓာကိုယ်ထဲမှာရှိနေတတ်ပါတယ်။ဒါပေမဲ့ကိုယ်ခံအားမကောင်းတဲ့ကိုယ်ခံအားနည်းတဲ့ကလေးငယ်လေးတွေစီမှာကြတော့ရောဂါလက္ခဏာတွေပြပြီးတော့အသက်ဆုံးရှုံးသွားတဲ့အထိပါဖြစ်သွားနိုင်ပါတယ်။နောက်တစ်ချက်ကကလေးစီကိုဒီလိုမျိုးပိုးကဘယ်လိုမျိုးရောက်ရှိလာသလဲဆိုလို့ရှိရင်ဒီလိုမျိုးလူကြီးကနေကလေးကိုနမ်းလိုက်တဲ့အခါမျိုးမှာဆိုရင်ဒီလူကြီးရဲ့ပါးစပ်တွေလက်ထွေးတွေကနေတဆင့်ကလေးစီကိုကူးစက်သွားနိုင်တယ်။ပြီးတော့ဒီပေါက်နေတဲ့အရည်ကြည်ဘူးတွေကနေတဆင့်ထိတွေ့ရာကနေပြီးတော့မှကလေးစီကိုကူးစက်နိုင်ပါတယ်။ကလေးမှာဘယ်လိုလက္ခဏာတွေပြမလဲဆိုလို့ရှိရင်ကလေးကဖျားမယ်ပြီးတော့ပါးစပ်နဲ့နှာခမ်းတစ်ဝိုက်မှာဆိုလို့ရှိရင်အရည်ကြည်ဘူးတွေအနာတွေပေါက်မယ်ဒီလိုမျိုးအနာတွေပေါက်တဲ့အတွက်ကြောင့်မို့လို့ကလေးကအစာမစားနိုင်ဘူးနို့မဆိုးနိုင်တာတွေဖြစ်မယ်ပြီးတော့ဦးနှောက်နဲ့အာရုံကြောမကြီးကရောင်ရမ်းတာတွေဖြစ်မယ်ဒါကနေတဆင့်အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်ပြီးတော့ကလေးကိုဒီလိုမျိုးမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်မလဲဆိုတော့မိမိမှာအဲ့လိုမျိုးရေယုံပေါက်နေတယ်ဆိုလို့ရှိရင်တော့ကလေးကိုမကင်တွယ်တာအကောင်းဆုံးပါပဲပြီးတော့အပြင်ကသစိမ်းတွေဆိုလို့ရှိရင်လည်းကလေးကိုနမ်းခွင့်မပေးပါနဲ့ပြီးတော့ကိုယ်တိုင်ကရေယုံမပေါက်ဘူးဆိုတာသိကြတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့နဖူးလိုနေရာမျိုးကိုနမ်းချင်တော့နမ်းလို့ရပါတယ်ပြီးတော့ကလေးကိုကင်တွယ်မဲ့သူတွေကိုလည်းလက်တွေပါတေချာဆေးခိုင်းတာမျိုးပြုလုပ်ပေးရပါမယ်ဒါဆိုရင်တော့ဆရာဝန်နဲ့ဘယ်ချိန်မှာပြသသင့်တယ်လဲဆိုလို့ရှိရင်ကလေးကအဖျား38 degree centigrade အထက်ဖျားနေမယ်ပြီးတော့ကလေးကအစာမစားနိုင်နို့မဆိုးနိုင်ဖြစ်မယ်သတိလစ်မယ်ပြီးတော့အနာတွေအရန်ပေါက်နေမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်ဒါကြောင့်မို့ကလေးတစ်ယောက်ရဲ့အသက်ကိုဒီအနံတစ်ခုကခြိမ်းခြောက်နိုင်တယ်ဆိုတာကိုအားလုံးပဲသိထားရပါမယ်။ခြားမသိသေးတဲ့ကလေးမိဘတွေအတွက်လည်းဒီဗီဒီယိုလေးကို like and share လုပ်ပေးလို့ရပါတယ်။ကလေးများရဲ့ကျန်းမာရေးဗဟုသုတတွေကိုဒီ Happy Kids Page ကနေပြီးတော့မှမျှဝေပေးနေတာဖြစ်လို့ page ကိုလည်း follow လုပ်ထားလို့ရပါတယ်။ကလေးကျန်းမာရေးဗဟုသုတတွေကိုဆက်ပြီးတော့နားထောင်နိုင်ဖို့အတွက်တခြား YouTube နဲ့ Telegram Channel တို့ကိုလည်း subscribe လုပ်ထားလို့ရပါတယ်။ကလေးများအားလုံးကျန်းမာပျော်ရွှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။